บางคนหมายช่วยเสียใจเลยไอ้มัดภูมิบ้านเคยจังเนี่ยฮัลโหลมีกลาบ้านมีมาลมอยู่อาลงมีมามีสวยอาลงอ่ะคู่ไทยเซตามเนี่ยกัมพูชาในงานก็ตกขะอายังจีเปเคป่าได้เลยอันนั้นมันก็มาบุกชีป่าได้เลยอ่ะคู่มาตู้โดกัมพูชาในงานเนี่ยก็ลาโคตัวจังรู้ป่าได้เอาป่ะตอนนั้นเนี่ยเปะทาเคป่าได้บอมชิเปะทาเคป่าได้เลยไฟเลยเจเลยอันนี้ชิเคป่าได้อะไรอย่างကျွန်တော်တို့ကမ္ဘောဒီးယားဒုက္ခအများကြီးချိခဲ့ပါတယ်အခုမှကျွန်တော်စေဘမရှိလို့ရဘူးဒါပေမဲ့သူတို့တော့စေဘပဲရှိအဲ့ဒီနိုင်ငံစေဘပဲရှိချလို့ပါတယ်လေသူတို့ကကမ္ဘောဒီးနိုင်ငံကိုခေါ်ခြင်းလို့တွားပါတယ်ကမ္ဘောဒီးယားမြေကိုဖျားကမ္ဘောဒီးယားဖျားကြောင်းတိုင်မြနဲ့ကမ္ဘောဒီးယားမြေမြကိုခိုးရှိလို့ပါတယ်လေအဲ့ဒါမကောင်းပါဘူးနော်ကျွန်တော်မြန်မာနဲ့ကမ္ဘောဒီးယားအတူတူတိုက်လို့ရမှာလားတောင်းပန်ရှိလို့ပါတယ်လေကမ္ဘောဒီးယားမြန်မာနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံအဲ့ဒီထိုင်းနိုင်ငံကိုပြန်တိုက်အတူတူပြန်တိုက်လို့ရမှာလားလို့တောင်းပန်ပါတယ်ထိုင်းဖလားကြီးရင်ဆိုတာမြန်မာနိုင်ငံလေအေးစေးမနေလို့ရတော့ပါဘူးကမ္ဘောဒီးယားနိုင်ငံလေအေးစေးမနေလို့ရတော့ပါဘူးလာအောင်လေအတူတူပါပဲလေထိုင်းဖလားကြီးရင်ဆိုတာအကုန်လုံးလှုပ်ရှင်လို့ပါတယ်မြန်မာနိုင်ငံမြဲလေထိုင်းလှုပ်ရှင်လို့ပါတယ်လာအောင်မြဲလေထိုင်းလှုပ်ရှင်လို့ပါတယ်ခိုးရှင်လို့ပါတယ်လေကမ္ဘောဒီးယားမြဲလေအတူတူပါပဲအဲ့ဒါကြောင့်ထိုင်းဖလားကိုမကြည့်ရအောင်အတူတူအဲ့ဒီထိုင်းနိုင်ငံကိုပြန်တိုက်ရပါမယ်မြန်မာနိုင်ငံနဲ့ကမ္ဘောဒီးယားအဲ့လိုလူရင်းဆိုတာမြန်မာနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံကိုကိုယ်ပိုင်ယူလို့ရမယ်ဘာမှမလုပ်ရရင်ဆိုတာအနာကမြန်မာနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံဒုက္ခအရင်ကြီးဖြိခဲ့ပါမယ်ဖြစ်လို့လေအဲ့ဒီထိုင်းနိုင်ငံကိုစီးပွားရေးအများကြီးစီးပွားရေးကြီးဖြိခဲ့ပါတယ်လေသူတို့တနလေသူတို့ဝက်ပန်အများကြီးအခုမှအများကြီးရှိခဲ့ပါတယ်သူတို့ကအလုံးကသူတို့နိုင်ငံစင်ရဲ့သူတို့နိုင်ငံချန်တာရှိပါတယ်လေသူတို့ပိုင်စားအများကြီးရှိခဲ့ပါတယ်အဲ့ဒါကြောင့်သူတို့အနာကဘာလားအကြီးရှိရမယ်အကြီးရှိရင်ဆိုတာမြန်မာနိုင်ငံလည်းကအော်လိုင်းကမ္ဘောဒီးယားနိုင်ငံဘာမှပြန်လို့တော်အဲ့ဒီတန်းနိုင်ငံကိုပြန်လို့ဘာမှပြန်လို့မရတော့ဘူးလေတိုင်းချင်းရင်ဆိုတာဘလောက်မရှိတော့ဘူးအခုမှမြန်မာနိုင်ငံလေထိုင်းနိုင်ငံနဲ့ဒုက္ခနဲ့ရှိရပါနော်မြန်မာစစ်တာဘอมထိုင်းနိုင်ငံကိုပိတ်တော့ခဲ့ပါတယ်နော်အဲ့လိုဖြစ်ရင်ဆိုတာထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံစစ်ပွဲရှိရင်တိုင်းရင်ဆိုတော့ကမ္ဘောဒီးယားအတူတူတော့တိုက်ရမယ်အဲ့လိုရင်ဆိုတာထိုင်းကြောက်တော့ခဲ့မယ်လေကြောက်ရင်ဆိုတာသူတို့အခြားနိုင်ငံကိုမခိုးတော့ရဘူးဘာမှမလုပ်ရတော့ဘူးမြန်မာနိုင်ငံလာအိုနိုင်ငံကမ္ဘောဒီးယားနိုင်ငံဘာမှမလုပ်ရင်ဆိုတာထိုင်းသူအေးစေးမကောင်းတဲ့အလုပ်ရမယ်သူတို့ကဘာမှမစင်စားဘူးသူတို့ကdon't care ဘာလို့ဘာမှမစင်စားဘူးလေဟိုအခြားနိုင်ငံကိုလူရှင်းလို့ရတယ်အခြားနိုင်ငံကိုယူသွားရှင်းလို့ရတယ်အဲ့လိုပါပဲလေအဲ့ဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံအဲ့ဒီထိုင်းနိုင်ငံကိုအတူတူတိုက်ရအောင်တောင်းပန်ရှင်းလို့ပါတယ်နော်ကျေးဇူးတင်ပါတယ်မြန်မာလူမျိုးအားလုံးကျွန်တော်တို့ကမ္ဘောဒီးယားမြန်မာနိုင်ငံကိုကြိုက်ပါတယ်မြန်မာလူမျိုးလည်းကြိုက်ပါတယ်မဖြစ်လို့ကြိုက်တယ်လဲဆိုတာမြန်မာနိုင်ငံမြန်မာလူမျိုးဗုဒ္ဓဘာသာသာသနာရှိပါတယ်စိတ်ကောင်းပါတယ်လေအဲ့ဒါကြောင့်ကျွန်တော်တို့ကမ္ဘောဒီးယားမြန်မာကမ္ဘောဒီးယားဗုဒ္ဓဘာသာနိုင်ငံရှိပါတယ်ဗုဒ္ဓစကားကိုကြိုက်ပါတယ်အဲ့ဒါကြောင့်မြန်မာလူမျိုးကြိုက်ခဲ့ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကမ္ဘောဒီးယားအကောင်းဆုံးတဲ့မိတ်ဆွေဖြစ်ပါမယ်နော်ကျေးဇူးတင်ပါတယ်မြန်မာလူမျိုးအားလုံးကျွန်တော်မြန်မာအားလုံးကြိုက်ခဲ့ပါတယ်
ချစ်ပါတယ်ကျေးဇူးတင်ပါတယ်နော်